Hello အားလုံးပဲမင်္ဂလာပါHala Madrid Show ရဲ့ Facebook TikTok နဲ့ YouTube Channel တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် Real Madrid ကဒီကလပ်ကမ္ဘာဖလားရဲ့အဖွင့်ပွဲစဉ်မှာတော့တစ်ဖက်တစ်ကိုးစီတည်ရလက်နဲ့ပဲကျင်းခဲ့ရတယ်ဒုတိယပွဲစဉ်ကတော့ကျွန်တော်တို့ပါချူကာအသင်းကိုရေဆိုင်ရမယ်ပါချူကာဆိုတာကတော့ Real Madrid fan တွေလည်းတီကောင်းတီမှာပဲကျွန်တော်တို့ Real Madrid ပြီးခဲ့တဲ့ဒီဇင်ဘာလလောက်တုန်းကဒါတိုက်ကြီးများဖလားဘိုလ်လူပွဲမှာအနိုင်ယူခဲ့တဲ့အသင်းနှစ်သင်းကြားခြေစွမ်းကတော့အရန်ကိုကွာတယ်ကစားသမားရဲ့ quality ကလည်းအရန်ကိုကွာတော့ Real Madrid ဒါနိုင်ကိုနိုင်မဲ့ပွဲမျိုးပဲဗျဟိုကစားဖို့မကောင်းရင်တော့မှဒါနိုင်မဲ့ပွဲမျိုးပေါ့ဗျာအန်ဆယ်လော့တီလက်ထက်မှာတိုင်ပတ်နေနေတော့မှအေးအေးဆေးဆေးဂိုးပြနိုင်ခဲ့တဲ့အသင်းမျိုးဖြစ်တယ်နောက်ပြီးတော့နောက်တစ်ချက်ကြည့်ရမယ်ဆိုကျွန်တော်တို့ Real Madrid ကဒီပွဲစဉ်ကနိုင်ကိုနိုင်မှုလိုသွားပြီဗျဒီပွဲမှာထပ်ပြီးတော့ခြေကျော်လက်ကျော်ဖြစ်လို့တရေကြတာသို့မဟုတ်ရှုံးတာမျိုးဖြစ်ခဲ့ရင်ပေါ့နော်နောက်တစ်ဆင့်တက်ဖို့အရေးရလဲအရန်ကိုခတ်သွားမယ်နောက်ပြီးအုပ်စုကိုဖြစ်ဖို့ကတော့လုံးဝကိုခတ်သွားမယ်အနေအထားဖြစ်သွားမယ်နော်အုပ်စုကိုဒါမဖြစ်ခဲ့ဘူးဆိုတစ်ဖက်အုပ်စုမှာကဒါ Manchester City ကအုပ်စုကိုဖြစ်လာခဲ့ကျွန်တော်တို့ Slossy Martin ကိုဒါပွဲချက်တစ်ပွဲကိုရင်ဆိုင်လိုက်ရလိမ့်မယ်အဲ့တော့မလိုအပ်သေးတဲ့အခြေအနေမှာပွဲချက်ကိုရှောင်ဖို့လိုအပ်တယ်ဗျာဆိုတော့ပွဲချက်ကိုရှောင်မယ်ဆိုရင်ဒီပါချူကာကိုအနိုင်ကန်ရမယ်နောက်ဆုံးအုပ်စုပိတ်ပွဲစဉ်ကိုလည်းအနိုင်ကန်ရမယ်ဒီနှစ်သင်းလုံးသာနိုင်ကန်လိုက်ပြီဆိုတော့ကျွန်တော်တို့အုပ်စုကိုဖြစ်ဖို့က chance အရင်များသွားပြီချိန်သေးပေါ်ဖြစ်သွားမယ်လို့တော့ပြောလို့ရတယ်ကဲဆိုတော့ကျွန်တော်တို့ Real Madrid ကဒီပါချူကာနဲ့ပွဲစဉ်မှာဘယ်ကစားသမားတွေပွဲထွက်လာမလဲဘယ်ကစားသမားတွေပွဲထွက်လာမလဲဆိုရင်အရင်ဆုံး Kylian Mbappe အကြောင်းကိုပြောရမယ်ဆို Kylian Mbappe ကဒီအဖွင့်ပွဲစဉ်ကိုလည်းမကန်နိုင်ဘူးသူအဆိုင်ရောင်ပြီးတော့ဖြားတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ခြေနေကနည်းနည်းဆိုးသွားတဲ့အတွက်သူဆေးရုံတွေမှာတက်ပြီးဆေးကုလိုက်ရတယ်အခုတော့လက်ရှိတော့ဆေးရုံကနေပြန်ဆင်းလာပြီးတော့အသင်းနဲ့ဒီ training center ကိုတော့ပြန်ရောက်နေပြီဒါပေမဲ့လေ့ကျင့်ခန်းတော့မဆင်းနိုင်သေးဘူးပေါ့နော်လေ့ကျင့်ခန်းအစီအစဉ်တွေကိုသူ join နိုင်ခဲ့ရင်တော့မှတဲ့ဒီလာမဲ့ပါချူကာနဲ့ပွဲစဉ်ကိုတော့ Kylian Mbappe ကကျင်းနေပေါ်လွဲမယ်ဆိုပြီးတော့ report တွေကနေပြီးတော့ပြထားတယ်ဆိုတော့ Mbappe လွဲပြီဆိုရင်ကျွန်တော်တို့ Real Madrid ဘယ်လို formation နဲ့ဆက်သွားမလဲပေါ့နော်ပြီးခဲ့တဲ့အဖွင့်ပွဲစဉ်မှာသုံးခဲ့တဲ့ဒါ4-3-3ပေါ့နော်4-3-3ဆန်မဲ့ဒါ Vinicius ကတောင်းမယ်Vinicius Rodrigo အလဲမှာကျွန်တော်တို့လူငယ်တိုက်စစ်မှုလေး Garcia ပေါ့နော်Gonzalo Garcia ပေါ့ဆိုတော့ဒီတိုင်းပဲဆက်သွားမလားဒါမှမဟုတ်ရင်4-3-1-2နဲ့သွားမလားပေါ့ Rodrigo Vinicius ပေါ့နော်အဲ့ဒီနှစ်ယောက်အတွဲနဲ့သွားမလားတစ်ချက်စောင့်ကြည့်ရမယ်နောက်ပြီးတော့Gonzalo Garcia အကြောင်းကိုကျွန်တော်နည်းနည်းလေးပြောမယ်ဆိုရင်ဒါ Real Madrid လက်ရှိလိုအပ်နေတဲ့တိုက်စစ်မှုမျိုး Real Madrid ဖြစ်ရမယ့်နေရာမျိုးမှာ Gonzalo Garcia အသားကျနိုင်မလားပေါ့နော်အသက်ကတော့ငယ်သေးတယ်နောက်ပြီး Academy ထွက်ကစားသမားလည်းဖြစ်နေတယ်နောက်ပြီး Real Madrid ကလက်ရှိဂျိုစီလူတိုက်ပေါ့နော်ဂျိုစီလူတိုက်စစ်မှုမျိုးကိုဈေးကွက်ထဲမှာလိုက်ရှာနေရပါအသက်လည်းရရမယ်အသက်ရင့်ပြီးတော့ဘယ်လိုပြောအသက်ကြီးပြီးတော့ဗျာဝါရင့်ရမယ်တိုက်စစ်မှုမျိုးကိုရှာတယ်ပေါ့ဆိုတော့အဲ့လိုတိုက်စစ်မှုမျိုးကိုရှာလို့မရခင်Gonzalo Garcia ကိုဒါ backup plan နေတဲ့ဒီယာဒီမှာဆက်ထားသွားမယ်ဆိုပြီးတော့တရင်နေရတွေ့နေရပေါ့နော်အဲ့တော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်Gonzalo Garcia တိုးတက်နိုင်မယ့်အနေအထားအများကြီးရှိတယ်အဖွင့်ပွဲစဉ်မှာလည်းပဲသူ chance တွေတော်တော်များများကိုရတယ်ဗျာနောက်ပြီးတော့ဒါ Real Madrid လိုနေတဲ့ box ထဲမှာအဆုံးသတ်ပေးနိုင်မယ့်တိုက်စစ်မှုမျိုးလည်းဖြစ်တယ်အဲ့တော့ဒီစားသမားလေးကိုထပ်ပြီးတော့ chance တွေကျွန်တော်တို့ပေးဖို့လိုအပ်တယ်ပေါ့နော်အထူးသဖြင့်ဒါအသင်းတိုက်စစ်ပိုင်းမှာReal Madrid ရဲ့ Academy ထွက်လည်းဖြစ်နေတယ်ဒီလိုကစားသမားမျိုးကနေရာပေးရမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်မိနစ်90လုံးကစားရမယ်လို့ပြောတာမျိုးမဟုတ်ဘူးမိနစ်60လောက်မှဒါဝင်လာမယ်ဗျာစူပါဆက်အနေနဲ့ကစားရမယ်ချို့ပွဲတွေမှာသူပွဲထွက်ပြီးကစားရမယ်ဗျာဒါမျိုးဆိုရင်ဒါတိုက်စစ်အတွက်ကိုစိတ်ချသွားပြီလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ Mbappe ရှိမယ်ဗျာ Vinicius ရှိမယ် Rodrigo ကလည်းမထွက်သေးဘူး Arda Güler ကလည်းရှိအောင်မယ်နောက်ကျွန်တော်တို့အသစ်ခေါ်ထားတဲ့ Master Tuno ကလည်းရောက်လာအောင်မယ်အဲ့ဒီအတွဲဖက်တွေကိုမှဒါGonzalo Garcia ကိုထပ်ပေါင်းလိုက်မယ်ဆိုရင်တော့တိုက်စစ်ကတော့အဆင်ပြေရပြီးခဲ့တဲ့ရာသီကလည်းတိုက်စစ်ကအဆင်ပြေတော့ပြေရဒါပေမဲ့အတွဲဖက်မမိတဲ့ပုံစံသာဖြစ်နေတာပေါ့နော်တိုက်စစ်ကတော့လုံးဝဒိတ်ကျဲတွေရှိနေတာဆိုတော့ဟုတ်ပြီဒါ Gonzalo Garcia ကတော့ Real Madrid မှာထပ်ပြီးကျွန်တော်တို့မြင်ရအောင်ပဲကစားသမားပဲအဲ့တော့လက်ရှိအသင်းကလိုအပ်နေတဲ့နေရာကတော့အားလုံးသိတဲ့အတိုင်းပဲဘယ်နောက်ခဲလို့နေရာလိုတဲ့ဖြစ်ရမယ့်နေရာတစ်ခုပဲFerran Garcia ကိုပဲ 100% ယုံလို့မရပြန်ဘူးသူ့နေရာကမာဗင်ဂါကြီးထားဆော့မလားဆိုတော့လေအများတန်းအတွက်မဖြစ်နိုင်ပြန်အဲ့တော့left back စစ်တယောက်ကခေါ်ရမယ်နောက်ကွင်းလယ်ပိုင်းကိုခေါ်ရမယ်ဒါပေမဲ့ကွင်းလယ်ကစားသမားရောက်ဖို့အရန်ကိုနည်းနေပြီလက်ရှိအခြေအနေမှာဆိုရင်ဇာဘီအလွန်ဆိုတောင်းဆိုထားတာကိုတော့မှ
အသင်းဘက်ကနေပြီးတော့ညင်းထားတယ်ဒီကွင်းလေလူတွေရှိတဲ့ကွင်းလေလူတွေပဲဆက်ပြီးလှုပ်ပါဆိုပြီးတော့ပြောထားတဲ့အတွက်ကြောင့်ကွင်းလေလူကတော့ရောက်နိုင်ချေနည်းသွားပြီပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ Real Madrid เนาะလက်ရှိဒီကလပ်ကမ္ဘာဖလားကိုတွားမဲ့လမ်းကြောင်းပေါ့နော် final ထိတွားမဲ့လမ်းကြောင်းမှာ Real Madrid ဘယ်လောက်ထိလှုပ်ပြနိုင်မလဲပေါ့နော်ဟိုဆွဲချင်နေဆိုရင် PSG တို့လိုမျိုးလက်ရှိဥရောပချန်ပီယံဖြစ်တာတဲ့ PSG အရန်ကိုကောင်းနေတယ်เนาะ Real Madrid အဲ့လိုအသင်းမျိုးကိုရင်ဆိုင်ရတဲ့အခါကျရင်အဆင်ပြေနိုင်မလားဆိုတာကိုဒါ brother တို့အမြင်လေးကျွန်တော်နဲ့အတူဒါ comment မှာဆွေးနွေးပေးခဲ့ပါဦး Real Madrid ဘာတွေဘယ်နေရာတွေမှာတိုးတက်ဖို့လိုနေသေးတယ်လဲဇာဗီအလွန်ဆိုသည်ဘာတွေဖြည့်ရှင်းဖို့လိုနေသေးလဲဆိုတာကိုအကြံပြုပေးခဲ့ကြပါဦးကြည့်ရှုခဲ့ကြတဲ့ Madrid fan ညီကိုအားလုံးကိုလည်းကျေးဇူးထူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြပါ